ဝါသားတို့ကြတဲ့သူတွေအတွက်အခုလိုမျိုးအကိတ်ကြီးတွေကိုမှတခြားကောင်မှ300နဲ့စားလို့ရပြီးတော့အရက်တာကောင်းလာတဲ့အကင်စုံတွေကိုစားတင်နေဆိုရင်လည်းအနည်းဆုံး900ခန်းနေစားပြီးတော့အများဆုံးမှ4000ပဲရှိတယ်ပြီးတော့ဒီဆိုင်ကအရက်တာရှိပြီးနာမည်ကြီးရဲ့9ကင်ဆိုရင်လည်းဆိုင်စားဆိုရင်အခုလိုတကောင်မှ6000ပဲရှိရဆိုတော့တကယ်ကိုဘတ်ဂျက်ဖြစ်တဲ့အကင်ဆိုင်လေးပဲဖြစ်ပါတယ်ဆိုင်လေးစားလေးရဆိုရင်တော့ပြည်ဦးနေမျိုးရဲ့မန်ဒီလာရှိုးလမ်းမှာပေါ့အခုမိတွေ့နေရတဲ့ရူမက်ရဲ့အကျော်ပေါ့နော်ဒီလန်အတိုင်းကိုတဲတဲမောင်းသွားရမှာပဲဖြစ်ပါတယ်ပြီးရင်တော့လမ်းရဲ့ညဘက်အခြားမှာဆိုရင်တော့အခုမိတွေ့နေရတဲ့ဆိုင်ငန်းတွေအများကြီးရှိရပေါ့နော်အဲ့ဒီဆိုင်ငန်းတွေရဲ့လမ်းတစ်ချက်ကိုထပ်လာရမယ်ပဲဖြစ်တယ်အခုလိုမျိုးတောက်လျှောက်ရှိရဲ့ဆိုင်ငန်းတွေရဲ့အစုံသားလေးမှာဆိုရင်ပေါ့နော် crystal အခုပြပြီးနေတဲ့ဒီရောင်နီဦးဆိုတဲ့ဆိုင်မုတ်ရှိတဲ့အဲ့ဒီလမ်းကြားလေးရဲ့ကိုဝင်သွားရမှာပဲဖြစ်ပါတယ်တအူဖုန်ကြီးချောင်းမရောက်ခင်ဘေးလမ်းကြားလေးပေါ့နော်ဒီလမ်းအတိုင်းဝင်လာနိုင်မယ်ဆိုရင်တော့ကိုရှယ်စားဝယ်စုံကိုလည်းကြော်လိုက်မယ်ပြီးရင်တော့လမ်းရဲ့ညဘက်အချမ်းမှာဆိုရင်တရှိနေတဲ့ 7-Eleven ဘတ်ဂျက်အကင်ဆိုင်ပဲဖြစ်ပါတယ်ဒီဆိုင်လေးမှာကလေအကင်နေဆိုရင်ပေါ့နော်အရှိမပြောခဲ့တဲ့အတိုင်းပဲအနည်းဆုံး900ကနေစပြီးတော့အများဆုံးမှ4000ပဲရှိရဲပြီးတော့သူတို့အကင်တဲ့အခါမှာဆိုရင်လေအကင်စီတွေကအစားအမုံတွေကအစားတေချာလေးကိုအသုံးပြုပေးထားတာကိုတွေ့ရတယ်ခရစ်စတယ်ဆိုရင်ပေါ့နော်ဒီဆိုင်လေးကိုမရောက်ဖြစ်တဲ့တော်လေးကိုကြာလာပြီးကိုမရောက်ဖြစ်တဲ့ကလာအတွင်းမှာဆိုရင်လေအကင်တွေကပေါ့နော်အခုလိုမျိုးအမျိုးအစားတော်ဆုံးနေတာကိုတွေ့ရတယ်ပြီးတော့အကင်ပြေပေါ့နော်အခုဆိုရင်ဆိုင်မှာထတူမီနူးအသစ်အနေနဲ့ဆိုရင်အခုလိုမျိုးဝတ်သားတူတူတွေလည်းရနေပြီဝတ်သားတူတူတွေကတော့လေကိုစားနေတဲ့အစိပ်ပိုင်းကိုအစုံရှိရဲပြီးတော့တချောင်းဆိုရင်လေ300ကျပ်ပဲပေးရပြီးတော့အခုလိုမျိုးအကိတ်ကြီးကိုစားရမှာပါဒိုတိုစားတဲ့အခါမှာဆိုရင်အလိုက်ဖက်ဆုံးကတော့ကြာတန်ကျော်ပေါ့နော်ဒီမှာကြာတန်ကျော်လေးတွေ့ပြီးရရတယ်ခရစ်စတယ်တော့လေဒီ 7-Eleven ကပေါ့နော်အခုလိုမျိုးကြာတန်ကျော်လေးဆိုရင်လေရက်တာတော်လေးကိုကြိုက်တယ်ပြီးတော့သူ့ရှေ့ကဒီဝတ်သားတူတူပေါ့နော်တေချာလေးရက်တာနှက်ပေးထားတဲ့အပြင်ကောင်မှာအချင်းရာဆိုရင်လေမကြီးချင်တွေကိုပြစ်လေးဖြော်ပေးထားဖြစ်တဲ့ကြောင့်တုံးစားကြည့်ရတဲ့အခါမှာအရတာလေးကချင်းချင်းဆက်လေးနဲ့ဆိုပေါ့နော်တော်လေးဆက်လို့ကောင်းတဲ့မှာဟုတ်ပါတယ်ပြီးတော့သူကလေ300ကျပ်သားပြောရပါတော့ size ကိုအကြီးကြီးလေးပေးထားဆိုတော့စားလဲပြော်တယ်ပြီးတော့ဟင်းရည်ထဲမှာဆိုရင် crystal ဒီခောက်တောက်ခဲ့တာဆိုရင်ငဖဲလုံးချစ်စံဟင်းရည်လေးပေါ့နော်သူကငဖဲလုံးလေးကိုလေထုတ်လေးဖြစ်အောင်ပြုလုပ်ပြီးထားတဲ့အပြင်ကောင်မှာအရတာလေးရဆိုရင်လည်းချင်းစလေးဖြစ်တဲ့အတွက်ကြောင့်တောက်လိုက်ရတဲ့အခါမှာလေ granation ပြီးတော့တော်လေးတောက်လို့ကောင်းနေမှာဟုတ်ပါတယ်ပေါ့နော်အကင်နဲ့အတူတွဲစားဖို့တက်ဆိုရင်လည်းအခုလိုမျိုးမာလာထမင်းကြော်လေးရရပေါ့နော်သူဆိုင်ကမာလာထမင်းကြော်ဆိုရင်လည်းအဲ့ဒါတော်လေးစားလို့ကောင်းနေမှာကိုပါတယ်အကင်နေဆိုရင်လည်းအခုလိုမျိုးတေချာလေးကိုกินပြီးတဲ့အပြင်မှာပေါ့နော်အကင်စားတဲ့ဝိုင်းတန်းမှာဆိုရင်အခုလိုမျိုးလက်ဆက်ပြီးတော့စိမ်းကောနေရဲ့ဆလရွက်တွေနဲ့အတူတူပြပြနေမကြီးချင်တွေကိုလည်းထားပေးပါတယ်ခရစ်စတယ်ဟော်လီဒီဆိုင်ကပေါ့နော်အသားကင်နေဆိုရင်လည်းရဲတာတေချာလေးကိုနှက်ပေးထားတဲ့အပြင်မှာအကင်တဲ့ခါမှာဆိုရင်လည်းပေါ့နော်ဒီမာနာအမုံတွေရဲ့ပြီးတော့အကင်စီတွေကိုလေသူတို့ကိုယ်တိုင်တေချာစီမံပြုလုပ်ထားဖြစ်တဲ့အတွက်ကြောင့်စားကြည့်လိုက်ရတဲ့အခါမှာဆိုရင်ပေါ့နော်ရဲတာတော်တော်လေးကိုတွေ့တယ်ဘဲအကင်လေးပဲစစပေါ့နော်ရဲတာထိမိနေရဲ့ချက်ကတော်တော်လေးကိုသဘောကျပါတယ်ပြီးတော့ဒီဆိုင်ရောက်ပြီဆိုရင်ပေါ့နော်အကင်ဆိုင်တွေရောက်ပြီဆိုရင်မစားမဖြစ်စားကြတဲ့ပဲပြားကိုလည်းစားကြည့်ပါသူ့ရှီကပဲပြားပေါ့နော်သူ့ရဲ့အကင်စီရဲ့မာလာမှုရဲ့ကောင်းမှုကြောင့်ပေါ့နော်ခရစ်စတယ်တို့ငွေနှုန်းကစားခဲ့ရရဲ့ပေါ့နော်တရွတ်မှုရဲ့အရက်နဲ့လုံးဝတထီရတယ်ပါပဲအခုလိုမျိုးပဲပြားကင်ကတော့လေလုံးဝဒီဆိုင်ရောက်ရင်မဖြစ်မနေမှာစားပါတော်တော်လေးကိုစားလက်ကောင်းနေမှာကိုပါလို့ပါကဲဒါကတော့ 7-Eleven ဘတ်ဂျက်အကင်ဆိုင်နဲ့ပြောလိုက်ပြီးဆိုရင်လူတိုင်းတွဲမြင်ကြတဲ့9ကင်ပေါ့နော်သူကအခုလောဆယ်ဆိုရင်ပါစေဆိုရင်9000တန်ကနေစပြီးတော့ရတယ်ဆိုင်စားဆိုရင်6000ဝန်းနဲ့1000တွင်းရှိရပေါ့နော်ဒီဆိုင်ကလေ9ကင်ရက်သားလေးတော်လေးစားလက်ကောင်းနေပေါ့နော်အခုလိုမျိုး 7-Eleven ဘတ်ဂျက်အကင်ဆိုင်မှာဆိုရင်တကြံတွင်းမှာလေစားလို့ရပြီဖြစ်တဲ့အတွက်ကြောင့်သွားစားကြည့်ကြဝတ်တဲ့ခရစ်စတယ်ပြန်ပြီးတော့ share ဝင်လုပ်ပလဲပါတယ်တကြံတွဲမီပြုံးလည်းမှာဖွင့်လိုက်တဲ့လုံးဝကို special ဖြစ်နေတဲ့ coffee ဆိုင်တစ်ခုအကြောင်း crystal ဒီကနေ့ပြန်ပြီးတော့ share ဝင်လုပ်ပေးချင်ပါတယ်ဒီဆိုင်တစ်ကြီးမှာဆိုရင်တော့အခုမြင်တွေ့ခဲ့တဲ့အတိုင်းပါပဲ indoor မှာရော outdoor မှာရောလုံးဝကိုမိုက်တဲ့ decoration နဲ့အတူတူဒီဆိုင်မှာရှိရဲ့ coffee menu နဲ့တခြားအစားအစာ menu တွေရာဆိုရင်အရက်သားလေးတော်တော်လေးကိုကောင်းနေမှာကိုပါလာပါဒီဆိုင်တစ်ကြီးရဲ့လိပ်စာဆိုရင်တော့ပြုံးလင်မျိုးရဲ့ Manila Show လမ်းမှာပေါ့လမ်းရဲ့ဘယ်ဘက်အချက်မှာ Escort ရဲ့အကျော်နားလေးကရှိတဲ့လမ်းတွေလေးကြားထဲကိုဝင်သွားရမှာပဲဖြစ်ပါတယ်ဒီလမ်းလေးကိုဆိုရင်တော့ပြုံးလင်ရလို့အများစုသိရဆိုရင်လက်ရွေးစင်ဖက်နှက်ဆိုင်သွားရဲ့လမ်းလို့ပြောပါတယ်လမ်းရဲ့ညာဘက်ချမ်းမှာဆိုရင်တော့အခုဆိုရင်လက်ရွေးစင်ဖက်နှက်ဆိုင်ကိုမြင်နေရပြီပေါ့နော်ဒီလမ်းအတိုင်းဘဲမကိုမကွေပဲနဲ့တဲ့မောင်းဝင်လာရမှာပဲဖြစ်ပါတယ်ပြီးရင်တော့လမ်းတွေ2လမ်းကျော်ရောက်ပြီဆိုရင်တော့ညာဘက်တန်းချိုးလိုက်တာနဲ့အခုမိတွေ့နေရတဲ့ LH Garden ဆိုတဲ့ cafe and restaurant ဆိုင်တစ်ကြီးကိုရောက်ပါလိမ့်မယ်ဒီဆိုင်ရဲ့ဝင်ချင်းမှာတွေ့ရမှာဆိုရင်တော့တအိမ်လုံးကိုမှန်နေနဲ့တေချာလေးကိုဆောက်လုပ်ထားတဲ့အမိုက်စားအိမ်ကိုတွေ့ရမယ်အောက်တော့မှာဆိုရင်တော့အခုမိတွေ့နေရတဲ့စိမ့်ဆိုနေတဲ့တစ်ပင်နဲ့အတူတူရေဒီကိုနေလဲရှိရဲအောက်တော့မှာဆိုရင်လည်း AAC တင်ငယ်ချင်းနဲ့အတူတူထိုင်လို့ရပြီးတော့ဆိုင်ရဲ့အောက်ထပ်မှာဆိုရင်တော့အခုမိတွေ့နေရတဲ့လုံးဝ special
special coffee counter ကြီးနဲ့ wine 3 wine လောက်ရှိပါတယ်အခုလိုမျိုးလုံးဝ special မှန်နေနဲ့စောက်ထားတဲ့ဆိုင်ရဲ့အပေါ်တက်ကိုတက်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်တက်ဆကနေရာကို decoration အမိုက်ဆိုင်တွေကိုတွေ့ရမယ် crystal ရောလေဒီဆိုင်မှာသွားပြီဆိုရင်အခုလိုမျိုးအပေါ်တက်မှာသွားပြီးတော့ထိုင်စေခြင်းနဲ့တကယ်ဒီဆိုင်ရဲ့လေ decoration ဟာဆိုရင်ပေါ့နော်ပြုံးလည်မှာဆိုရင်ဘယ်ဆိုင်ထဲမှာမတူတဲ့ cafe ဆိုင် vibe ကိုရရှိလိမ့်မယ်တေချာတစ်ခုပေါ့နော်ဒီဆိုင်ကိုသွားမယ်ဆိုရင်မတူတဲ့ vibe နဲ့ခံစားလို့ရတဲ့အပြင်ကမှအစားအသောက်တွေလည်းကောင်းကောင်းလေးစားလို့ရမယ်တပုံလှလေးဆိုရင်လည်း vibe တွေအများကြီးနဲ့ရလို့ရမှာတော့လုံးဝအသေးချပါပဲကဲဒါဆိုရင်တော့ဒီဆိုင်မှာသွားထိုင်မဲ့ crystal ရဲ့ audience တွေအတွက်အစားအသောက်တွေကြောင်းကိုပြပြပေးပါတော့မယ်ပထမဆုံးစစားကြတော့ sausage pizza cheese အများကြီးနဲ့တော်လေးစားလို့ကောင်းတယ်ဒီဆိုင်ရောက်ပြီဆိုရင်တော့လေ signature menu ဖြစ်တဲ့နံရိုးကြွကြော်တော့လုံးဝမဖြစ်နေမှာစားကြည့်ပါကျွတ်သွန်ဖြူနဲ့ဂျင်းနဲ့မွေးနေပြီးတော့ sauce နဲ့တွဲစားလိုက်မယ်ဆိုရင်လုံးဝထိမိနေရောပါဒါကကြတော့ west 2စုံပန်းပဲဖြစ်ပါတယ်အချိန်ကြာမြင့်စွာအရက်တိုင်တေချာနှက်ပြီးတော့ချက်ပေးထားတဲ့အတွက်ကြောင့်သူ့ရဲ့ဘေးမှာပါတဲ့ sauce လေးနဲ့ပဲတွေ့စားသူ့ကြီးပဲဆဆစားလိုက်ရတဲ့ခါမှာဆိုရင်ပေါ့နော်အရက်တိုင်ကထိမိနေပြီးတော့တော်တော်လေးစားကောင်းနေတယ်မှာကိုပါတယ်ဒီဇင်ဘာကလေဘာဂါတွေဆိုရင်လည်းအခုလိုမျိုး cheese တရားစားရှန်ထွက်နေအောင်ထည့်ပေးထားတယ်သူကစက်သားနဲ့မှဆိုရင်လေ9800ပဲရှိရဲ့လုံးဝစားကြည့်ရတဲ့အခါမှာစိတ်ထွက်နေပြီးတော်တော်လေးစားလို့ကောင်းတယ်မှာကိုပါပါတယ်ပြီးတော့ထမင်းကြော်တဲ့သူတွေအတွက်ဆိုရင်လည်းအခုလိုမျိုးစပိန်ထမင်းကြော်ဆိုရင်ပင်လယ်စားနဲ့တပွဲလုံးကိုမှ18800ပဲရှိရဲ့ဒီတပွဲလောက်ဆိုရင်လေအစားနဲ့လူဆို2ယောက်လောက်စားလို့ရရပေါ့နော်ပြီးတော့အာလူကြော်တဲ့သူတွေအတွက်ဆိုရင်လည်းဒီလိုမျိုး potato wedges plus sausage ပါတာကမှတပွဲလုံးမှာ12500ပဲရှိရဲ့ဒီမီနူကြီးဆိုရင်လည်းပိုရှင်လည်းများတယ်ရေးတာတွေတော်တော်လေးစားလို့ကောင်းတယ်မှာကိုပါတယ်ဒါလေးကကြတော့အမြင်တစ်မျိုးစမ်းနဲ့ wireless 2ထမင်းလေးပဲဖြစ်ပါတယ်အခုလိုမျိုးအတုံးအကြီးပါတာကမှဘေးမှာတွဲဖက်စတာဖို့အတွက်ဆိုရင်လည်းငရုတ်တီးတောင်းလေးနဲ့မုံငင်းချင်လေးရအစပါပါတယ်ဒီဆန်ကမီနူတွေအားလုံးနှိပါဆိုရင်ပေါ့နော်စားကောင်းမကောင်းလားဆိုတာကတော့ crystal ရဲ့မျက်နှာကိုကြည့်ရရင်အားလုံးသိနိုင်မှာပါ coffee နဲ့ A မီနူကတော့အစုံအလင်ကိုရပါတယ် crystal ခုတောင်းနေရ matcha latte လေးဆိုရင်သူကတစ်ခွက်ကိုမှ8500ပဲရှိတယ်အစားရစားပြီးတော့တဲ့အခါမှာ A ပြေတောက်ဖို့အတွက်ဆိုရင်တော့အခုလိုမျိုး kiwi ဆိုတာလေးကိုရွေးကြည့်ပါတောက်လိုက်ရတဲ့အခါမှာလုံးဝ fresh ဖြစ်သွားစေရဲ့ဆိုတာလေးရတော့တစ်ခွက်ကို8000ကျပ်ရှိပါတယ်ပြီးတော့ပေါ့နော်ဒီဆိုင်မှာလေ coffee တောက်ချင်သူတွေအတွက်ဆိုရင်လည်း coffee ရပေါ့နော် crystal တို့ကအောက်ထပ်မှာထိုင်နေတာဆိုတော့ဆိုင်မှာစပြီးတော့ဖြုတ်ခင်းရပေါ့နော်အနံလေးကမှုတက်လာပြီးတော့တောက်ချင်စိတ်တဖွာဖွာပေါ်လာတာတောက်ကြည့်ရတဲ့အခါမှာဆိုရင်လေ coffee menu တွေကလေအရက်တော်တော်လေးကောင်းနေမှာကိုပါတယ်ဒီဆိုင်ကအကျိုးနည်းမှာဆိုရင် soft opening ဖွင့်တာဖြစ်တဲ့အတွက်ကြောင့် 10% discount လေးရမယ်ပြည်ဝင်လက်မှာဆိုရင်တကယ်ကိုအမိုက်စား cafe ဖြစ်တဲ့အတွက်ကြောင့်ဓာတ်ပုံလှလေးအမြန်သွားလိုက်လို့ရအောင် crystal ဒီနေ့ပြန်ပြီး sharing လုပ်ပေးလိုက်ပါတယ်